လက်ရှိလက်တလောပေါ့နော် EH ရဲ့အတွေ့နဲ့ပတ်သက်ပြပေးမယ်ပေါ့နော်အဲ့တော့ reading လေးမစခင်မှာဒါတော့မွန်ရဲ့ page ဖြစ်ပါတယ်မွန်က TikTok မှာ video တင်ပြီးရတယ်မွန်ကျန်တဲ့အလုပ်လေးတွေမွန်ဆိုင်တာလေးလောက်တော့မွန် TikTok ကိုတော့ဝင်မကြည့်ဖြစ်ဘူးပေါ့နော်အဲ့အတွက်မွန်ကြီးမှာ personal reading မေးချင်တဲ့လူတွေကတော့ဒီ Monsan Astrology page ကိုလာပေးပါမွန်ကဒီမှာတရုတ်စာဖြစ်နေလို့ပေါ့နော်ဒါဒီတိုင်းဆိုရင် English လို့ဆိုရင်တော့ 68k follower ရှိရပေါ့နော်အဲ့ကိုလာခဲ့ပါလို့ပြောချင်ပါတယ်ဒါကြတော့ EH feeling ဖြစ်တဲ့အတွက်1 2နှစ်ခုရေရွေးထားပေးပါဒီမှာတခုရှိတာကလေစိတ်ထဲမှာအတိအကျဆုံးလူကိုပဲထည့်ထားစေခြင်းနဲ့ပေါ့နော်ဘာလို့တချို့တွေဆိုလို့ရှိရင်ကြတော့ဟိုတယောက်လည်းတီးချင်းဒီတယောက်လည်းတီးချင်းအဲ့လိုအချိန်ဒီမှာနည်း energy လေးရောနေတတ်တယ်မွန်တာကြိုးမြင်လို့ပြပေးရပါတော့အဲ့တော့မွန်1အဖြစ်ရင်သွားပါမယ်1သမားလေးတွေကဘယ်လိုလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ကြားမှာကလက်ရှိမှာကိုယ့်ရဲ့ EH ကိုယ့်ပေါ်ခန်းစားချက်ရှိနေသေးတယ်သူ့ဘက်ကနေကိုနဲ့ပတ်သက်ပြီးတော့ तू ကအကောင်းဆုံးနေ तू ကကိုသူပြောပြခဲ့တယ်ပေါ့နော်တစ်ဖက်အားဖြင့်လည်းသူ့ဘက်ကိုပဲစိတ်အရန်ရိုင်းနိုင်မျိုးမဟုတ်ပဲနဲ့ကိုဘွားကိုကောင်းမွန်ဖို့တနည်းအားဖြင့်ရေးချက်ဖို့တဟဇာတာဖြစ်ဖို့စသဖြင့်အများကြီးပေါ့လေသူပြောခဲ့တဲ့အရာတွေကိုကနားလည်ပြီးရင်ကောင်းမှာပဲလို့ तू တွေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ तू ကကိုဘာပဲလှုပ်လို့ဘာပဲတွေးဆိုတည်းလှုပ်တာထက်အဲ့လိုပညာဉာဏ်နဲ့ပို့ပြီးလှုပ်တာမျိုး तू လိုချင်တယ်ပြီးတော့ကလေးရမ်းဆန်တာတွေ तू မကြိုက်ဘူးပေါ့နော်တူတော့ဆိုလဲဒါကိုမမြင်နိုင်တဲ့ကိုမသိနိုင်တဲ့ဒါကြားမှာကိစ္စလေးတွေစိတ်ရှုပ်စရာလေးတွေရှိတယ်ဒီအရာကိုမှကိုကပေါ့နော်ဒါသူ့ကိုသွားပြီးတော့ထပ်ပြီးစိတ်ထက်ရှော့အောင်လုပ်တာမျိုးမဖြစ်တော့သူကောင်းမယ်လို့သူယူဆတယ်နောက်တစ်ခုကသူကနှစ်ယောက်သားကြားမှာ sexy ကြတဲ့ခံစားချက်လေးတွေပြီးတော့တစ်ပတ်ကိုတစ်ပတ်ဆွဲဆောင်မှုလေးတွေရှိစေချင်တာပေါ့နော်အဲ့လိုမျိုးသားရမယ်ဆိုရင်တော့သူ့ဘက်ကနေနောက်တစ်ချိန်ပြန် try ဖို့ကိုယ်စီပြန်လာခြင်းတဲ့ပုံစံမျိုးသူဒီကို stock လုပ်နေပုံစံမျိုးရှိတယ်ဒီနေရာမှာကိုယ့်ရဲ့ EHD တခြားလူတစ်ယောက်ကိုလည်းရွေးသွားနိုင်တယ်ဘယ်လိုချိန်နေမျိုးမှရွေးသွားနိုင်လဲဆိုတော့သူ့ဘက်ကနည်းနည်းလေးပေါ့နော်အဲ့လိုကိုနဲ့ရှင်ပြီးရွေးချယ်ရတဲ့လူတွေကိုမှလည်းရွေးချယ်ပြီးရောရှင်ပြီးရွေးချယ်ရတဲ့လူတွေပေါ်လာတတ်တယ်အဲ့လိုအခါမျိုးမှလေတစ်ဖက်နဲ့တစ်ဖက်ကလည်းတဟဇာတာအဖြစ်ဆုံးပေါ့နော်ပြီးတော့ကိုယ်စိတ်ကိုအသေးဆုံးသောသူကိုရွေးမယ်ဆိုရဲကိုယ့်ရဲ့ EH energy မှာတွေ့တယ်အဲ့တော့ကိုကအဲ့လိုမျိုးဖြစ်အောင်တနည်းအားဖြင့်သူ့ကိုပြန်လို့ခြင်းနေဆိုရင်တော့နှစ်ယောက်သားကြားထဲမှာအထာနဲ့အောင်လုပ်ပြီးတော့ဒီလိုအရာလေးတွေဖြစ်မှရမယ်မဟုတ်ရင်じゃကိုယ့်ရဲ့ EH သူ့ရဲ့ thinking ကိုကနည်းနည်းရင်းကျက်တဲ့ type ပုံစံတွေထားတိုင်းသွားတော့ကိုကအဲ့လိုမျိုးမှမလုံးနိုင်တော့တရားရင်တောင်းနဲ့အဆင်ပြေဖို့ခက်တယ်ပေါ့နော်ဒါကတော့ဖိုင်ဝမ်အတွက်ဒီလက်တလော EH feelings လေးမွန်ကြည့်ပေးထားဖြစ်ပါတယ်ဖိုင်ထူကကြတော့ပေါ့နော်တစ်ဖက်ကလူကလေသူ့အတွေးအမြင် energy ထဲမှာကိုကသူ့ကိုချုပ်ချယ်တယ်ပေါ့နော်ပြီးတော့ကိုကအရန်ချစ်တဲ့လောက်ကိုတစ်ဖက်မှာကိုလိုချင်တဲ့ပုံစံနေထားကိုဖြစ်ရှင်တဲ့အရာတော့ကိုပို့ပြီးဦးစားပေးရလို့သူကတွေးနေတယ်ပြီးတော့သူကကိုမချစ်တာမဟုတ်ပဲနဲ့ကိုအချစ်တွေသူကြောက်နေရဲဆိုတဲ့ခံစားချက်မျိုးရှိတယ်တစ်ဖက်နဲ့တစ်ဖက်ကြားမှာဘလို့ပဲပြောပြောညင်းနေတယောက်နဲ့တယောက်နဲ့ဆိုလိုရင်းနားမလည်မှုတွေကစိတ်အစစ်မပြေမှုတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့တခုခုဆိုရင်အကြက်ရိုက်တာပေါ့စကလုံးတွေနဲ့အကြက်ရိုက်တာလိုချင်တာကိုဇွတ်တီယိုလုံးမိတာဒီຢာတွေကြောင့်နှစ်ဖက်လုံးမှာအစစ်မပြေမှုဖြစ်ရတယ်ပေါ့နော်ဒါမျိုးလေးတွေတွားပြီးတော့ကြုံနေပြီးတော့တစ်ဖက်ကလူပုံစံနေထားမှာကသူ့ဘက်ကိုဘက်ညှတာတဲ့အဲ့လိုခံစားချက်ပုံစံနေထားရှိဖို့လိုအပ်တာရဲ့နောက်တစ်ခုကကြတော့အဲ့လိုတခုခုဆိုရင်အစားထိုးလွယ်တာပေါ့နော်အဲ့လိုကိုနဲ့နည်းနည်းလေးဘာမဟုတ်တာလေးနဲ့ဖြစ်သွားလဲတစ်ဖက်မှာအဲ့လိုမျိုးရွေးချယ်ရမယ့်လူတွေသို့မဟုတ် EHD ပြန်ဝင်လာတာမျိုးလေးရှိနိုင်တော့စိတ်တွေကလည်းတစ်ဖက်နဲ့တစ်ဖက်ကိုတေးချပေါက်လေးအဲ့လိုတည်ငြိမ်တဲ့စိတ်ခံစားချက်တွေမရှိဘူးပေါ့နော်အဲ့တော့သူခံစားချက်မှာကြတော့သူကကိုနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ထွေးမှုတွေရှိရဲကိုနဲ့ပတ်သက်ပြီးတော့ကိုသူကလုံးဝမလိုချင်တော့ဘူးဆိုတာထက်သူကကိုယ်ပြန်လိုချင်တယ်လို့တွေးလိုက်တယ်နှစ်ယောက်သားကြားမှာဖြစ်တဲ့ပြဿနာတို့စကားများတာတို့တစ်ဖက်နေထားရစိတ်ရှုပ်ရတာတို့စိတ်ကျဉ်ကျက်ရတာတို့မွန်းကျက်ရတာတို့ပေါ့ဒီအရာကလည်းကိုယ့်ဘက်ကကောင်းတာပေးပေမဲ့သူ့ဘက်ကမလိုချင်လို့လည်းဖြစ်ကောင်းဖြစ်မယ်နောက်တစ်ခုကသူ့ဘက်ကကောင်းပါရဲ့နဲ့လေကိုယ်ဇွတ်တီယိုကြတာမျိုးလေးဖြစ်မယ်ပေါ့နော်အဲ့တော့ဒီအရာတွေပတ်သက်ပြီးတော့တေချာလေးချင်းချင်းစဉ်းစားဖို့နှစ်ယောက်ကလိုပြီးတော့ဒီ EH ဖိုင်2ရဲ့ EH ကကြောက်ဖိုင်2နဲ့ကပြန်ပတ်သက်လို့အဆင်မပြေဘူးခဏအဆင်ပြေလဲဒါအများကြီးတယောက်နဲ့တယောက်ကပေါ့နော်ရေရှည်သွားလို့မရဘူးသူ့ type ကို type မတူဘူးအဲ့ဒါကြောင့်မလို့ပေါ့နော်တစ်ပတ်ကိုတစ်ပတ်ကနည်းနည်းလေးအချိန်တစ်ခုယူပြီး move on လုပ်လိုက်တာပဲပိုကောင်းနေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမှာဆိုရင် EH တွေပေါ့အရင်လူတွေနဲ့ပြန်ပတ်သက်တာတွေပုံများတတ်တယ်အဲ့တော့ပေါ့နော်သူ့ရဲ့ခစားချက်မှာဆိုလဲကိုယ့်ပေါ့အရန်ကောင်းတဲ့ feelings မဟုတ်တော့
ကိုကဖြစ်နိုင်တော့မူဖုန်လိုက်တာအကောင်ဆုံးဖြစ်မယ်လို့မိုးနေနေတာအကြံပေးရပေါ့နော်ဒါကတော့ fine tutor ဖြစ်ပါတယ်အဲ့တော့ဒီနေ့လုပ်ပေးလိုက် reading လေးတွေကလည်း resonate ဖြစ်မယ်မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်တတပါ